Hello နာတပီဝိုင်းဆိုတော့ skin care ပါမယ်Powder toner လေးရယ် Powder toner တော့အရင်ကြိုက်ဆုံး toner ထဲမှာပါတယ်ဒါပေမဲ့အခုကဆိုင်မှာ stop ပြန်နေရပေါ့နော်ဒီရက်အတွင်းပြန်ဝင်မှုတော့ရှိပါတယ်ရှင်လိုချင်တော့ CB မှာဖြစ်ဖြစ်တစ်ချက် order ပေးထားတော့ရတာနဲ့အကြောင်းပြပြပါမယ်ရှင်ordinary serum ကတော့သူကဝက်ချန်နဲ့ဝက်ချန်အမာယူဒီကိုအရန်တတာစေတဲ့ပြီးတော့ချွေးပေါက်ကျဲသမားတွေအတွက်လည်းအဆင်ပြေတယ်ပေါ့နော်ဈေးပါတဲ့အတွက်ကြောင့်မလို့အစီကိုထိန်ပေးတယ်နားစင်နမိုက်ပါတဲ့အတွက်ကြောင့်မလို့အမဲဆက်တွေကိုတုံးအပ်ဖြစ်စေပါတယ်ပြီးသွားရင်အခုတလောဆောင်းရသည်မှာအရန်တကြနေတဲ့ moisture လေးပေါ့နော်ဒါကတော့ဆိုင်မှာရှိပါတယ်သူက UK import တီတန်ပေါ့နော်တင်ပေးထားပါတယ်ဆိုင်မှာအခုသုံးပြနေရလဲ UK import ပေါ့နော်သူကအခုဆောင်းရသည်မှာအသား6တဲ့သူတွေအတွက်ဆိုရင်အရန်အဆင်ပြေပြီးတော့ lotion တိုင်းမို့လို့အရန် heavy လည်းမဖြစ်စေဘူး cream တိုင်းလိုမျိုးစီးကတ်တာမျိုးမဟုတ်ဘဲနဲ့ lotion တိုင်းဆိုတော့ကြဲကြဲလေးနဲ့ light weight ဖြစ်တယ်ပေါ့နော်ပြီးတော့ moisture ဓာတ်ကိုလည်းအပြည့်ဝပေးပါတယ်ဒီဆောင်းရသည်အတွက်ဆိုရင်အခုတလောအရန်ကြိုက်နေတဲ့ moisture လေးပေါ့နော်အရင်တော့ဆိုရင်ဂျယ်တိုက်သုံးတာများတယ်ဂျယ်တိုက်ကကြတော့ဒီရာသီနဲ့ကြတော့တိတ်အဆင်မပြေဘူးပေါ့နော်ပြီးသွားရင် lip oil လေးဆိုပါတယ်ရှင် skin care လိုက်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်ဖမ်းမတုံထောင်းတော့ဒါ original camera နဲ့ပဲရိုက်ပေးထားတာပါရှင်ဒါအခုလက်ရှိ skin condition လေးပါကျေးဇူးပါရှင် bye bye